လာပါရှင်စဝက်ကြီးထိုင်းမှာသာစကားတင်တဲ့ကြောင်းကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါရနော်ဒီချေတို့ဒီနေ့ကကြတော့ထိုင်းစကားပြောအခြေခံလေးကိုသင်ပေးမှာဖြစ်ပါတယ်ရှင်โอเคအဲ့တော့ဒီချက်ကြံနေခဲ့တာလေးမှတ်မိလားမသိဘူးအရင်ဗီဒီယိုကိုပြန်ပြီးတော့ link ချိန်လိုက်အရင်ဗီဒီယိုမှာဆိုရင်ဒီချက်နောက်ပိတ်လေးတွေခြံထားခဲ့တာဒီချက်နောက်ပိတ်မတင်ရသေးဘူးလေအခုနောက်ပိတ်လေးတင်ပေးမယ်သိလားနောက်ပိတ်ကဘာလဲဆိုတော့ဒီလိုပါဒီချက်တို့ထိုင်းမှာပေါ့နော်ကြီးရှိမယ်တရရှိမယ်အတန်ထုံးနေရှိမယ်ကြီးတွဲတွေရှိမယ်ဟောနောက်ဆုံးနောက်ပိတ်လေးပါရှင်သူပါရသွားပြီဆိုရင်စိုင်းနေအကုန်လုံးဖတ်တက်သွားပြီလို့သာတွေးလိုက်တော့နော်အဲ့တော့နောက်ပိတ်လေးကိုကြည့်မယ်နောက်ပိတ်ကိုကြည့်လိုက်တဲ့ခါမှာကျတော့ပထမ3လုံးကိုအရင်ကြည့်လိုက်မယ်နော် KTP ပုံမှန်ဆိုရင်ဒီလိုတင်ထားတာကောတို့ပေါ်တို့ကြီးတွေတင်ထားတာဟုတ်သူတို့ကကြီးတွေပါပဲဒါပေမဲ့ပုံမှန်ကြီးဆိုရင်ကျတော့စကလုံးတစ်လုံးကိုဖတ်တဲ့ခါမှာကြီးဒီရှေ့ဆုံးမှာရှိမှာဒါတကယ်လို့ရှေ့ဆုံးမှာမရှိဘဲနဲ့နောက်ဆုံးမှာရောက်နေအဲ့ဒါနောက်ပိတ်ပဲโอเคအဲ့တော့ပထမဆုံးနောက်ပိတ်3လုံးကဒီချေတို့သူကဟိုပါပေါ့ချေတို့ဘယ်လိုပြောလဲဆိုတော့အသက်တေလို့ခေါ်လို့ရတယ်အသက်လို့ခေါ်မယ်နောက်ပိတ်လို့ခေါ်လို့ရတယ်ကြက်တလို့ခေါ်ကွယ်အသက်တေပေါ့ဘာလို့လဲဆိုတော့သူတို့ပါမယ်ဒီချေတို့ကတိတ်မသိတာအောင်အဲ့လိုမျိုးပုံစံလေးပေါ့နော်အဲ့တော့ဒီမှာဆိုကြည့်ကြည့်ပါလားဒီချေတို့လေဒီစကလုံးလေးကိုအရင်ကြည့်ကြည့်မလား RAK တဲ့ဘရောကကြီးလေးပေါ့နော်ဘရောကြီးလေးဖြစ်တယ် A ကအတရလေးဖြစ်တယ်ဘရောအဆိုတော့ရ K ဆိုတော့ချေတို့နောက်ကနေကာကြီးတက်လေးတက်တာဒီလိုလေးကာကြီးတက်လေးတက်တာအဲ့တော့ရက်အဲ့လိုယူပြီးတက်တာတော့မထွက်နဲ့မတိမတာလေးပေါ့ရာအဲ့လိုတန်လေးအဲ့ဒါကမှလေဒီမှာ height ထုံးလေးနဲ့ထွက်တယ်ဘယ်လိုလေးထွက်မလဲဆိုရင်လေရာဒီလိုလေးထွက်မယ်ရာဆိုရင်ချစ်တယ်လို့ပြောတာရာဒီလိုလေးထွက်မယ်မှတ်ထားနော်ရာချစ်တယ်တဲ့နောက်တစ်ခွက်ကျတော့ချင်တို့တီလေးသူကတကယ်တော့ဒေါသိလားချင်တို့အရေးဖတ်မှာပါလိမ့်မယ်ဒေါဒါပေမဲ့ဒီမှာကချင်တို့ဒေါလို့မယူဘဲနဲ့တတ်ပဲချင်တို့ယူလိုက်မှာဥပမာဆိုရင်ဒီမှာပါရှင်ဒီချင်တို့အာကရောအိုကအိုရောအိုဆိုတော့ road တီဆိုတော့ချင်တို့တာဝင်းပူတန်လေးတက်တာ road ဆိုတဲ့အတန်လေးအဲ့ဒါကို height ထုံးနဲ့ထွက်လိုက်တော့ road ဒီလိုထွက်တယ် road ကားလို့ပြောတာဆိုတော့ height ထုံးလေးကိုတရအတူနဲ့ထွက်ရင်တအားကြီးမဆွဲနဲ့ဥပမာချစ်တယ်ဆိုရင်ရာကားဆိုရင် road ဒီလိုလေးထွက်တယ်โอเคနော်ကဲဒါဆိုရင်ကျတို့ P လေးတက်မယ်P ရတော့ဒီချက်ဒီမှာအတိတ်ရေးပေးထားတယ်နော်ပုံမှန်ပေါ့ပုံမှန်ကျတို့ sign တစ်ခုမှဆိုရှေ့ဆုံးကလာတာ G လေနော် K ကကော A ကအဆိုတော့က P ဆိုတော့ပတ်သက်တယ်ကဆိုတဲ့အတန်လေးပေါ့ဒီဟာလေးကတော့လိုထုံလေးနော်ကနှင့်လို့ပြောတာအဖေနဲ့မေကရမ်းချောတယ်လို့မျိုးပေါ့နော်ကဒီလိုလေးထွက်တာနော်โอเคပြီးတော့ကျတို့နောက်ဆုံး5ခုပေါ့ငေါနော်မောယောဝသူတို့ကလေဒီလိုပါဒီကျတို့သူတို့ကကြတော့အသက်ရှင်လို့ခေါ်တယ်ဘာလို့လဲဆိုတော့သူတို့ပါမန်းကိုတိတတာလေးထွက်ပေးရမယ်โอเคเนาะအဲ့ဒါကိုဒီချက်တို့ကအသက်ရှင်လို့ခေါ်တယ်ရှင်အဲ့တော့လောလောဆယ်ဒီမှာတော့ဒီချက်ကရေးထားတာမရှိသေးဘူးဒီဟာလေးတော့ရှိရဒီဒါလေးနဲ့တစ်ချက်ပြလိုက်ရမလား PHR ကလေ Poro Para ဆိုတဲ့အတန်ကိုထွက်တယ် U က U ဆိုတော့ Paru နောက်ကနေငေါဆိုချက်တို့ငါတက်တယ် Prong for လေးနဲ့ဆိုရင် Prong ဒီလိုထွက်တယ် Prong ပြီးတော့ရင် no in ni ဟိုက်တုံးတန်လေးနဲ့ ni Prong ni မနှက်ဖြန်လို့ပြောတာ Prong ni ဒီလိုထွက်မယ်เนาะအဲ့တော့ ni ကိုထားပါအောင်ကွယ်ဒီချက်တို့ prong ငါတက်တန်လေးပါအောင်ထွက်မှာโอเคเนาะ prong ဒီလိုလေးထွက်မယ်ငေါပြီးသွားရင် no ကိုတော့လေဒီချက်ဘယ်ဟာလေးနဲ့ပြလိုက်ရင်ကောင်းမလဲဆိုရင်တဲ့ဒီချက်ကတဲ့ no ကဒီဟာလေးနဲ့ပြလိုက်မယ်เนาะဒီမှာရှိတယ်ဒီချက်တို့မှာလေ di ကိုခဏထားလိုက်ပါအောင် CHAN နဲ့ CH ကဒီချက်တို့ချော A ကအချောအဆိုတော့ချကိုမှနောက်ကနေဒီလိုမျိုး n ပါရင်ဒီချက်တို့ကကြီးမဟုတ်ဘူးတိလားနောက်ပိတ်တာနက်ငယ်တက်တာခြံဒီလိုလေးထွက်မယ်เนาะအဲ့တော့ခြံဆိုတဲ့အတန်လေးထွက်မှာပဲပြောချင်တာကโอเคပြီးတော့နောက်တစ်ခါမောကဒါလေးကိုကြည့်လိုက်ချက်ပြောမယ် TH ကထော AAM က ဆိုတဲ့တရတကယ်တော့ မဟုတ်ဘူး တော့ ပေါ်ဒီချက်ဒီလိုလေးပေါင်းလိုက် TH ကထော AA က R ထောနဲ့ R နဲ့ပေါင်းလိုက်တော့ထာနောက်ကနေ M ဆိုတော့ချက်ကိုမတ်တက်လိုက်ทำအဲ့လိုမျိုးသူကတော့ rising နဲ့ဆိုတော့ถามဒီလိုထွက်တာโอเคပြီးတော့ရင် y နဲ့ w ကစိတ်မညစ်နေသီလားကျတို့လေရှေ့မှာတော့ပြောရလေတရလေးတွေတင်တော့ကလေ I R ဆိုပြီးတော့ဒီချက်တို့တင်ခဲ့တဲ့အတူအရှိပေါ့အဲ့ဒီမှာပြောတယ်လေအရှိကိုဘာလို့အဲ့လိုတင်ခဲ့တာလဲဆိုရင်နောက်ပိတ်တွေမပိတ်တတ်မှာဆိုလို့အဲ့တော့ဒီမှာနောက်ပိတ်တွေကိုမစဉ်းစားနဲ့တော့ I နဲ့ R အဲ့ဒါပဲတင်ရတော့ပြီโอเคကဲလာဒါဆိုရင်ဒီချက်တို့စကလုံးလေးစက်ကြည့်မယ်ရှင့်နော်စကလုံးလေးကြက်ခဲ့ရမယ်နော်စပြီးတော့စာရေးတင်နေပြီနော်အဲ့တော့ okay ပထမဆုံးတစ်ခုမှဆိုရင်ဒီမှာပြောပြီးသားခုနကတော့ကတ်တက်နဲ့တက်တာဆိုတော့ပြောပြီးသားလေရာချစ်တယ်ရာဒီလိုလေးထွက်မယ်နော်နောက်တစ်ခုကရေတဲ့ရေကဒီလိုမျိုးချက်ပြောမယ်ဒီလိုလေးစဉ်းစားလိုက် n က no aam က ဆိုတဲ့တရ no နဲ့ နဲ့ပေါင်းလိုက်တော့น้ำဟိုက်တုံးတန်နဲ့ထွက်မယ်น้ำဒီလိုထွက်တယ်ရေလို့ပြောတာမှတ်ထားနော်น้ำဒီလိုလေးထွက်တယ်နောက်တစ်ခုကဒီချက်တို့ s က so aay က I ဆိုတဲ့တရ so နဲ့ I နဲ့ပေါင်းလိုက်တော့ sai ဟိုက်တုံးတန်နဲ့ထွက်မယ်sai ဘယ်ဘက်လို့ပြောတာ sai ဘယ်ဘက်မှတ်ထားမယ်နော်ကဲဒါဆိုနောက်တစ်ခုကကြတော့ဒီချက်တို့ s က so တရက so နဲ့ နဲ့ပေါင်းလိုက်တော့ su ကိုမှဟိုက်ထုံးတန်နဲ့ထွက်မယ်
ဝယ်တယ်လို့ပြောတာပြီးတော့ရင်ကားကတော့တကယ်ခုနမှတင်လိုက်တယ် road ကားလို့ပြောတာเนาะ okay ကဲဒါဆိုရင် rising ထုံးကြည့်မယ်ရှင်ကျတော့ KHW ကခေါ်နဲ့ဝေါ်နဲ့ပေါင်းထားတာခွဆိုတဲ့အတန်ကိုထွက်မယ် AA ကအာသရခွနဲ့အားနဲ့ပေါင်းလိုက်တော့ခွာ rising နဲ့ထွက်မယ်ခွာเนาะ height ထုံးကဒီလိုလေး height တော့ဥပမာချက်ပြောမယ်ရေဆိုရင်น้ำနောက်တစ်ခါဒီဘက်မှာပါတယ်ခွာဆိုရင် rising နဲ့ခွာညာဘက်လို့ပြောတာเนาะခွာညာဘက်နောက်တစ်ခုတစ်ချက်တော့ n ကနော် AAW ကအောင်းနော်နဲ့အောင်းနဲ့ပေါင်းလိုက်တော့ now rising လေးနဲ့ထွက်မယ် now ချမ်းတယ်လို့ပြောတာ now okay เนาะပြီးတော့ရင်နောက်တစ်ခုကကြတော့တစ်ချက်တော့ KH ကခေါ် AAW ကအောင်းခေါ်နဲ့အောင်းနဲ့ပေါင်းလိုက်တော့ cow rising လေးနဲ့ထွက်မယ် cow အဖြူလို့ပြောတာ cow ဒီလိုလေးထွက်တယ်เนาะပြီးတော့နောက်တစ်ခုကဒါလေးကခုနပြောရနော်ถามမေးတယ်ဒါလေးက h ကဟောဒီတရလေးကတခြားလို့ o တရလေးနော်ဟောနဲ့ o နဲ့ပေါင်းလိုက်တော့ဟောနောက်ကနေ m ဆိုတော့မှတ်တတ်တယ် hom rising လေးနဲ့ hom ဒီလိုလေးထွက်တယ် hom မွေးတယ်လို့ပြောတာ okay နော်ပြီးတော့ရင်ဒီချက်ဒီမှာစကားလုံးတွေနည်းနည်းပြင်ထားသေးတယ်ဒီလားခုနှလုံးပေါ့ဒီစကားလုံးလေးခုနှလုံးပြင်ထားသေးတယ်အဲ့ဒါလေးကိုကြက်ရအောင်နော်အဲ့တော့ဒီမှာဆိုရင်ကျတို့ WAN ဝေါ်အနော်one နော်အီနီဟိုက်ထုံးတန်လေးနဲ့နီoneနီဒီနေ့လို့ပြောတာ one နီဆိုရင်ဒီနေ့ခုနကပြောလိုက်တဲ့ထဲမှာ from ဆိုတဲ့စကားလုံးလေးကိုနောက်ကနေနီဆိုတဲ့ဟာလေးထည့်လိုက် from နီမနက်ဖြန်လို့ပြောတာနော် from နီမနက်ဖြန်လို့ပြောတယ်ဆိုတော့ကျတို့ဒီမှာဆိုရင်လေနီဆိုတဲ့အဓိပ္ပာယ်ကဒီဆိုတဲ့အဓိပ္ပာယ်မှတ်ထားပြီနော် one နီพรุ่งนี้โอเคပြီးတော့ဆက်ကြည့်မယ်ဝေါ်ဤဝိဟိုက်တုံးတယ်လေးနဲ့ဝိနော်အာနာထောအီတီဝိနာတီဆိုရင်စက္ကန့်ဝိနာတီစက္ကန့်နောက်တစ်ခုတစ်ချက်တော့နာတီဆိုရင်မိနစ်နာတီကမိနစ်เนาะအဲ့တော့စက္ကန့်ကဝိနာတီကမိနစ်ကနာတီသူတို့တစ်ခါလေးကအတူလေးဝီအဲ့လိုပဲလေပြောတယ်เนาะโอเคကြတော့ဆိုချက်တို့ဆက်ကြည့်မယ်နော်အာနာလောဤလီကောအာကာဟိုက်တုံးတယ်လေးနဲ့เนาะနာလိကာဆိုရင်နာရီလို့ပြောတာပါနာလိကာဒီနာရီကဟိုလိုနာရီကိုပြောတာတချို့တို့ကလည်းတနာရီနှစ်နာရီကိုပြောတာမဟုတ်နော်တိုင်ကတ်နာရီတို့ဘာလို့အဲ့လိုနာရီကိုပြောတာပြီးတော့နောက်တစ်ခါတချို့တို့ဒါလေးခုနပြောပြီးသားဒီချန်ကျမလို့ပြောတာဒီချန်ကျမပြီးတော့ရင်တချို့တို့ဖောအိုမော် rising လေးနဲ့ဖုံကျွန်တော်လို့ပြောတာဒါဆိုရင်ကျမကဒီချန်ကျွန်တော်ကဖုံဒီလိုမျိုးလေးထပ်တယ်နော်โอเคဗျာကဲဒါဆိုရင်တချို့တို့ဒီမှာ height to rising ထုံးတင်လိုက်တယ်စကားလုံးလေးတင်လိုက်တယ်နောက်ဘက်ကစပြီးစာချောင်းတွေစပြီးတော့ပြောကြမယ်အဲ့တော့စကားပြောကိုစပြီးဖြစ်တဲ့အတွက်ဒီဗီဒီယိုလေးကိုဆက်ပြီးတော့ကြည့်မယ်နော်ဒီချာတို့ YouTube ကဆိုရင်လည်းကျတို့ YouTube channel လေးကိုလည်း subscribe လုပ်ထားလို့လည်းရတယ်နော် okay ဆက်တာပါပြန်တွေ့မယ်ရှင်စวัสดีค่ะ